နေမရှိတဲ့နောက်ကဘယ်လိုနေရမလဲတကယ်ကိုနေသွားတဲ့နောက်မှချေလို့ချွေကြခဲ့ငါတို့စူးစမ်းပြီးစောက်တဲ့ချေအိမ်ပြောက်ွယ်လူဒီပါခုချင်းခါငါသူ့ချေပွားအောင်မယူနေတာဒါဟာငါရဲ့ထူးချေလားနေပြမလားတော့မဲ့တိတ်မှာငါနေခဲ့ပါတယ်ဒီလူကိုထားခဲ့ပြီးတခြားသောလက်ကိုမတွဲပါနဲ့မနာကျင်အောင်ဟန်ဆောင်ရင်းနဲ့မျက်ရည်ကြတာခတ်ပါတယ်အချိန်တိုင်းငါကိုနိုင်ရနေသူစီအောင်မမျက်နာငယ်ပြန်လာပေးပါနေသူစီမမပြောတော့ရင်လေခေါ်ပြောခြင်းနဲ့နေမုန်းခဲ့တာတော့တော်တော်ချစ်တယ်နေရိုက်ချိုးခဲ့တဲ့အိမ်မက်တွေများလာရောရင်ကလူကလေးတွေစံမနေချစ်သူကိုလည်းအာနာတော့အားလုံးမေးလို့တော့လေချီရဲ့မေးစိတ်ချမ်းသာဖို့ပဲငါကြည့်နေပါတယ်မင်းလည်းတော့လူရင်ဝင်မစင်ပြေတော့လေဒုတိယဖြစ်လို့တော့လေရတယ်ခွင့်လို့ပြီးနိုင်ပါတယ်ဒီနှလုံးသားလေးကယူမတဲ့ဖြစ်ရင်တော့ငါမတားတော့ဘူး